ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာအိမ်လို့ပြောတာမှာမိသားစုကိုဆိုလိုတာဖြစ်တယ်ဒီလိုမိသားစုတွေတည်ဆောက်လာတဲ့အခါမှာအဲ့ဒီမိသားစုထဲမှာကြာလာရင်အဲ့ဒီအိမ်ထောင်ထဲမှာအသက်မရှင်စေတဲ့အရာတွေများစွာရှိတတ်တယ်အဲ့ဒါတွေရဲ့မူလအခြေခံကိုလေ့လာကြည့်ရင်ရှေးဦးမြတ်တာရောလို့တဲ့အိမ်မှာချစ်ချင်းမြတ်တာရှိဖို့လိုအပ်ပါနောက်အခုတို့ရဲ့အိမ်ထဲမှာချစ်ချင်းမြတ်တာလို့ခေါ်တဲ့တယောက်ကိုတယောက်ချစ်ချင်းနဲ့ဆိုင်တဲ့အရာရှိပြီလားပြန်လဲစမ်းစစ်ဖို့ရန်အတွက်ဖြစ်ပါမိသားစုထဲမှာတယောက်ကိုတယောက်ကျေးဇူးတင်ခြင်းပျောက်ရင်တန်ဖိုးထားခြင်းဟာပျောက်သွားတတ်တယ်။ပြန်ပြောမယ်ဒါလေးကိုနားလည်စေချင်မိသားစုထဲမှာတယောက်ကိုတယောက်ကျေးဇူးတင်တတ်သောနှလုံးသားမရှိတယောက်ကိုတယောက်တန်ဖိုးထားခြင်းဟာပျောက်သွားလိမ့်မယ်။နောက်ဒီအလေးထားလေးကိုပြင်ဆင်ကြပါတန်ဖိုးထားခြင်းပျောက်ရင်ချစ်ခြင်းဟာအေးဆက်လာလိမ့်မယ်။နောက်ဒီကနေ့ကျွန်တော်ရဲ့မေးခွန်းဟာတင်းရဲ့အိမ်ထောင်မိသားစုထဲမှာကျေးဇူးတင်တဲ့စကားဟာဘယ်နေ့တုန်းကနောက်ဆုံးပြောခဲ့တာလဲပြန်လည်ပြီးစမ်းစစ်ပြီးတော့မှတင်းရဲ့မိသားစုဝင်တွေကိုကျေးဇူးတင်ပါမိသားစုဝင်ဖြစ်လာပြီးဟေးဆိုအဲ့ဒီမိသားစုထဲမှာမရှိမဖြစ်လိုအပ်တဲ့အရာတခုကလိုက်ပြော forgiveness ခွင့်လွှတ်ခြင်းဟာယုံကြည်သူတွေရဲ့အသက်တာထဲမှာအသက်ရှင်ရမယ့် lifestyle တစ်ခုဖြစ်တယ်။ဘာကြောင့်ဒီလိုပြောရလဲဆိုတော့ယေရှုကသင်ကိုခွင့်လွှတ်ခဲ့လို့ဖြစ်တယ်။ကျွန်တော်တို့ကအရင်ခွင့်လွှတ်ခံရတော်သူဖြစ်တယ်။ကျင်တော်ခွင့်လွှတ်ခြင်းစရာကောင်းတာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့ခွင့်လွှတ်ခံရတယ်။နောက်တင်းရဲ့အိမ်တော်မိသားစုထဲမှာလည်းကျွန်တော်ဒါလေးကိုပြောပြခွင့်လွှတ်ခြင်းမရှိအိမ်တော်မိသားစုထဲမှာအသက်ရှင်တော့ဝမ်းမြောက်စရာကောင်းသောမိသားစုဖြစ်လာနိုင်တယ်။နောက်ကျမ်းစာတစ်ပိုက်ထဲမှာဘယ်လိုရေးလဲဆိုတော့အေဖက်ခန်းကြီး4 26 နဲ့29ဖြစ်တယ်။တွေ့မယ်ဆိုအတူတကွဖတ်ရအောင်။အမျက်ထွက်ရာတွင်အပြစ်မရှိစေနဲ့။အမျက်မပြေဘဲနေမဝင်စေနဲ့။မာနကိုအခွင့်မပေးကြနဲ့။ခွင့်လွှတ်ခြင်းမရှိရင်အိမ်ဟောင်ဟာပျော်ရွှင်စရာအကြောင်းမရှိဘူး။မဖြေရှင်းထားတဲ့တန်ရာဟာအနာကိုဖြစ်စေပါတယ်။အနာကခါတီးမှုကိုဖြစ်လာစေတယ်။ခါတီးမှုက relationship ကိုတတ်တယ်